Trick or treat. 你都有用名字才用来当他的。အဲ့ဆိုရင်ကိုတို့တွေ့နေပေါ့နော်အဲ့ဆိုထဲဝင်တော့မယ်နော်ကိုတို့မနေ့ပြန်တော့တွေ့လို့ရသေးလား မနေ့ကအတန်းတစ်ခုတော့ရှိသေးတယ်ထင်တယ်ဒါပေမဲ့အဲ့ဒါပြင်တော့အားပြီဖုန်းဆက်လိုက်မယ်လေ စောင့်နေပါနော် ကျွန်တော်ရုံးထင်ပါနဲ့ကျွန်တော်လူတရားလိုက်လို့ကျွန်တော်မေလို့ရှိရင်တွေ့လို့ပြပါကျေးဇူးများတင် ဟောညီလေးကမှလူတယောက်ဖြတ်သွားတွင်းမိလိုက်လား လူတယောက်လားမတွေ့လိုက်လို့ပဲနော် မင်းလေးညီလေးကကိုပြောမယ်ကျွေးညီလေးပါလိမ့်မယ်ဆိုညီလေးပါဂိမ်းမှုပဲပါသွားလိမ့်မယ်ကြံရပါဖြစ်လိမ့်မယ်အဲ့ဒါဖြစ်နိုင်ရင်အကိုကြီးရောအမှန်တိုင်းပြောပြီးတော့ ခမရရောလူလဲဘယ်လား ကိုပြောမယ်ခဏချင်းအကိုကဟိုနားမှာကားပြင်နေရအဲ့တော့လူတယောက်အကိုကားရဲ့အဲ့ကိုယူပြီးပြေးသွားအဲ့လိုလိုက်နေဟုတ်တယ်အဲ့ဒါခဏလိုက်ရင်ဟိုနားလေးမှာအေးရုံရင်းဆန်ခနဲ့လည်းဖြစ်ပြီးအကောင်ပြေးသွားအဲ့ဒါအခုလိုက်နေအဲ့ဖြစ်နိုင်ရင်အခုအမှန်တိုင်းကူညီပြီးတော့ဘယ်နာကွာတယ်နည်းနည်းပြောပြီးပါဦး အဲ့လူဆိုတာခမရတေချာရဲ့လား တေးချာနေတေးချာအဲ့အကိုရောအကိုမနိုင်ဘူးဟော ဘိုးဘပြေးသွားတော့ပဲ ဟုတ်ပဲနော် ဟုတ်တယ် ကျေးဇူးပါနေဟောကိုတခုကူညီပြီးလို့ရမလားဟောကိုနည်းနည်းအဖို့လိုက်ပြီးပါလား
ကိုတယောက်ရဲ့ကောက်ရပါလည်းအဆင်မပြေတော့လေကိုကကျေးဇူးပြန်ဆက်ပါမှာတကယ်တော့ ရရ ဘယ်လိုမှဘာတော့ကြောင်းပြန်နေတာဟုတ် ဟုတ်ဗျာကျွန်တော်လောက်နေ ဟုတ်ပါလို့ ကျွန်တော်စိုက်ခွင့်လာ ပါစားမြို့ရမှာဟုတ် ရေးခေါ်လာလိုက်တာ ကျေးပိုင်းလို့ပါပြီးမှအေးစေးပါအဲ့ဒီချိန်ပဲပြန် ကျွန်တော်ဟိုဘက်ကပြန်လာ ဘာတော့နေပါ့ ခမရကိုပါလို့လား ခဏကလေးပဲမေးပါဖြစ်နေ ဟာ 嗨吧，那ဒီတော့ဒီနေ့ကဘာအေးကားပြက်နေတယ်ဒီစောင့်ရအောင်မင်းကလည်းလုံးဝမဖြစ်နေရတာ那没有规矩也上人家里面。那么上次干咩嘞？明天这话没紧张过来。哎呦，压一位哦！哎，怎么没变？哎呀，你哪来的？哦，你俩没逼都撇个嘞呀？那给后边没那个给啥没需要吗？我老母老全没事我逼下来。哎啥呀？ဘာလို့လဲအခုတကောင်တေသွားပြီ 那没叫你的呀？ တက်လို့မရတော့ငါတို့ကြောင်းကုန်တီးကုန်လေကောင်လောင်းဖြောက်ပြီးပြီးတော့ရောက် 你原样，面露呀，给意思。